ရိုနယ်ဒိုကိုဂုံးသွင်းနိုင်တော့ဆိုပြီးတော့ social media မှာဗလိန်းနေတဲ့သူတွေကတော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်ပါခင်ဗျာအလောင်းတိကျတဲ့အတိုင်းပဲပြီးခဲ့တဲ့ဒီယာကုံနဲ့ပွဲမှာပေါ်တူဂီကတော့တရေကြပြီးတော့အမှတ်ရောက်ခဲ့ပါတယ်။ဒါကြောင့်23ရက်နေ့ည17နာရီခွဲမှာကစားမယ်ဥဇဘက်ကစ္စတန်နဲ့ပေါ်တူဂီရဲ့ပွဲစဉ်ကသူတို့အတွက်လုံးဝအမှားမခံနိုင်တဲ့ဒူအော်တိုင်းပွဲစဉ်ဖြစ်နေပါပြီခင်ဗျာပြီးခဲ့တဲ့ဒီယာကိုနဲ့ပွဲစဉ်မှာပေါ်တူဂီရဲ့ကစားပုံကတော်တော်လေးတည်ငြိမ်မှုရှိနေပါတယ်ဒါပေမဲ့ပရိသတ်တွေကဂိုးမရလာတဲ့အခါမှာတော့အဓိကတိုက်စစ်မှုဖြစ်တဲ့ CR7 ကိုဝိုင်းမဲလာကြပါတော့တယ်ဒါပေမဲ့အမှန်တိုင်းပြောရင်ဒါရိုနယ်ဒိုရဲ့အမှားတော့မဟုတ်ပါဘူးကွင်းထဲကအသင်းပေါ်တွေကရိုနယ်ဒိုရှိကိုဘောလုံးတေချာမပို့ပေးကြတာတွေနဲ့အဆင့်မီကွင်းလက်ကစားသမား3ယောက်ရှိနေတာမှရိုနယ်ဒိုရှိကိုဘောလုံး9ခါပဲရောက်လာရဲဆိုတာတော်တော်လေးကိုတော့အသေးအားစရာကောင်းပါတယ်အဲ့လိုအခြေအနေမှာကွင်းလက်ကစားသမားကိုအပြစ်တင်ရမယ့်အစားရိုနယ်ဒိုပဲအပြစ်တင်နေရတော့တရားမျှတမှုရှိလားဟုတ်ကိုပြန်ပြီးစဉ်းစားကြည့်လိုက်ပါခင်ဗျာဘောလုံးဆိုတာထင်ဝန်းနိုင်ကစားရတာလीစဖို့မရှိဘဲနဲ့ကိုကြီးတယောက်တည်းဘယ်လိုကိုသွင်းနိုင်မှာတော့နိုင်နေဆိုလို့ရှိရင်တော့ကွင်းလက်ပိုင်းပေါ်တူဂီအသင်းအနေနဲ့ဒီတက်ပူပြီးပြင်ဆင်ထားဖို့လိုပါတယ်ဒီလိုမျိုးတင်းကိုတွေကိုဖန်တီးနိုင်မှသာ2026ကမ္ဘာဖလားကိုပေါ်တူဂီအသင်းအနေနဲ့ညှော်လင့်နိုင်မှာဖြစ်ပါတယ်ခင်ဗျာကဲဘလုံးပိတ်သက်တွေရောဘယ်လိုထင်လဲခင်ဗျာဘရူနိုဗီဒီညာနာဘတ်လိုမျိုးကွင်းလက်ကစားသမားတွေက CR7 ကိုအထောက်အကူမပေးနိုင်တာများလားဒါမှမဟုတ်တခြားအကြောင်းရင်းတွေကြောင့်လားဆိုတာကိုတော့ကွန်မန့်လေးမှာရေးပေးသွားပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်အားလုံး